တိုက်နိုင်ရတာဖြစ်ဒါကြောင့်ကျမတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကျမတို့ရဲ့အသက်တာထဲမှာအနောက်ရှက်တွေရှိတယ်ကျမတို့ပိတ်ပင်သားစီးသောအရာတွေမရှိတတ်ဘူးလားကျမတို့ breakthrough this year ဒီနှစ်ဟာ real breakthrough လို့ကျမတို့ပြောတယ်အာမင်အဲ့တော့ breakthrough ဆိုတာကမာနရဲ့လို့ရတဲ့အားလုံးကိုထိုးဖောက်ပြီးတော့ကျော်လွန်တော့မှ breakthrough ရမှာဖြစ်တယ်။တရားမဲ့ပြောလို့ဆိုဝိညာဉ်တိုင်းပွဲအောင်တဲ့အခါမှာ breakthrough တွေဖြစ်လာမှာဖြစ်တယ်။အာမင်။ဒီတိုင်းတော့ထိုးဖောက်မှုရမှာမဟုတ်ဘူး။ဘယ်နေရာမှာ breakthrough လို့ခြင်းလဲ။ကျွန်တော်အသက်တာမှာအသက်တွေလို့ခြင်းနေ။ကျွန်တော်အသက်တာမှာထူးခြားတဲ့နမိတ်လက္ခဏာတွေမြင်ခြင်းနေ။ဒီတိုင်းဒုံရင်ကဒုံရင်ပဲဖြစ်ခြင်းဘူး။အသေးတော်ဆိုရင်အောင်မြင်တာနောက်ထပ်တစ်စလောက်လေးတိုးဝါလာတာမျိုးမဖြစ်ချင်ဘူးလူ800 1600ဖြစ်လာတော့လူ9000လူ1000အဲ့လိုမျိုးပြောင်းလဲတာမျိုးလုပ်ချင်တာဖြစ်တယ်ဖခင်ကတတ်နိုင်လားဖခင်က breakthrough လုပ်ပေးနိုင်လားဖခင်ကလုပ်ပေးနိုင်တာဖြစ်တယ်အာမင်အဲ့ဒီကျမတို့ကဝိညာဉ်တိုက်ပွဲဝင်ရဟာလေလုယာဘာနဲ့ဝိညာဉ်တိုက်ပွဲဝင်မလဲဆုတောင်းခြင်းအပြင်ဝိညာဉ်တိုက်ပွဲဝင်မယ်ဟာလေလုယာကျမတို့စာရလာငါရှိမှလာထိုင်ပြောလို့ရလားအမြင်မမြင်ရတာဟုတ်တယ်နော်ဒါပေမဲ့ကျမတို့မမြင်ရတဲ့နေပေမှာဆုတောင်းခြင်းအပြင်ဝိညာဉ်တိုက်ပွဲဝင်လို့ရတာဖြစ်တယ်ခဏရောစာရကိုအောင်ခြင်းလေစာရကကျမတို့ယေရှုခရစ်တော်အပြင်အောင်မြင်ပြီးသားဖြစ်တယ်ဒါပေမဲ့ကျမတို့ကိုလိန်ညာခြင်းတွေနဲ့သူရဲ့မတက်နိုင်နော်လုံးဆောင်နိုင်တာတွေနဲ့ကျမတို့ကိုစီးသားထားတဲ့အရာတွေရှိအဲ့ဒါတွေအားလုံးကိုဆုတောင်းခြင်းနဲ့ကျမတို့ဟာထိုးဖောက်သွားမှာဖြစ်ဟာလေလုယာဝိညာဉ်တိုက်ပွဲဝင်ခြင်းအပြင်ထိုးဖောက်မှာဖြစ်အောင်မြင်တဲ့ပုံရိပ်ပဲရှိဟာလေလုယာအောင်မြင်တဲ့ပုံရိပ်ပဲရှိသူရဲ့အတွေးခေါ်ထဲမှာသူစုယူနေတာပဲမြင်တယ်ကောင်းတဲ့တည်တော်ပြီးရင်ငါမစုရမလဲမခံပါနဲ့ကျမတို့ရဲ့အတွေးခေါ်ထဲမှာအောင်မြင်ခြင်းပုံရိပ်ပဲနေတယ်ဒါဝိလိုမျိုးဖခင်ကဘာကြောင့်လို့သူ့ကိုစိတ်နှလုံးချနေမရတယ်သူ့ရဲ့အတွေးခေါ်ဖခင်ရဲ့အတွေးခေါ်ကဲ့သို့ဖြစ်တယ်သူဘလို့တွေးခေါ်တယ်ဖခင်ကတွေးခေါ်တယ်လို့တွေးခေါ်ဖခင်ကဘလို့တွေးခေါ်တယ်ဖခင်ကရှုံးနေတဲ့တွေးခေါ်ရှိနေတယ်လားဖခင်ကစိတ်တချတဲ့တယ်လားဘလို့စိတ်တသူအားလုံးအောင်မြင်ပြီးသားဖြစ်တယ်ဒီလိုကျမတို့အားလုံးဟာလည်းပဲဖခင်ကတို့တွေးခေါ်တယ်။တန်ရှင်တော်ဝိညာဉ်တော်ကအမြဲတမ်းနှုတ်ကပတ်တော်နဲ့အညီစွာအလုံးလုံးတာဖြစ်တယ်။ဘာလို့လဲတန်ရှင်တော်ဝိညာဉ်တော်ကဖခင်ဖြစ်တယ်။ယေရှုခရစ်တော်ကနှုတ်ကပတ်တော်ဖြစ်တယ်။အာမင်။ဘယ်တော့မှဖခင်ကဒီနေ့တလူရဲ့စီအလုံးမလုံးဘူးဖြစ်တယ်။ဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ကပြောတယ်ကျွန်တော်မကြခင်သိတော့မယ်မဟုတ်ဘူး။ဒီနေ့အဲ့ဒါဝိညာဉ်တော်ပြောတာမဟုတ်ဘူး။လက်ဆိုးပြောတာဖြစ်တယ်။အဲ့ဆိုရင်တို့ဝိညာဉ်တိုက်ပွဲဝင်ဖို့ရန်သွားလို့ရဟာလေလုယာ။ကြောက်မလား။အာမင်။ဘာဖြစ်မလဲပြန်ပြီးတော့ယေရှုဘုရားကငါ့ကိုနှုတ်ကပတ်တော်ထဲမှာပြောထားတယ်။အာမင်းစီစဉ်ရှိရဲ့ပရောဟိတ်။မင်းပြောတဲ့အတွေးခေါ်တွေကလက်မခံနိုင်ဘူးတွားတော့ယေရှုနာမနဲ့အဲ့ဒီအတွေးခေါ်တွေအားလုံးထွက်သွား။အမိန့်ပေးရမယ့်အချိန်ရောက်လာပြီဖြစ်တယ်။ကိုဖွင့်ရမယ့်အချိန်ရောက်တယ်။ဒါဝိကဒီတိုင်းနေမနေဘူးဖြစ်တယ်။ဘာလို့လဲချပြီးတော့ပြန်ပြောတယ်။ဒီနေ့မင်းကငါ့ကိုဒီနေ့ဓာတ်တွေလက်နေကိတုံနေနဲ့လာတယ်။ဒါပေမဲ့ငါကတင်စင်ခေါ်တဲ့ဣသရေလအမျိုးရဲ့ဖခင်ခင်သာရဖခင်ရဲ့နာမလိုက်လာတယ်။အဲ့ဒါကဘာလဲ။ယေရှုခရစ်တော်ရဲ့နာမလိုက်တယ်။စာရဏပြောလိုက်တဲ့လို့မင်းကဘာဖြစ်လဲ။ဒါပေမဲ့ယေရှုနာမလိုက်ငါဟာအောင်မြင်တော်သူဖြစ်တယ်။ယေရှုနာမကလုံလောက်တယ်။ဒါနဲ့လမ်းနဲ့ကိလို့နေမပါပဲမဲ့ယေရှုနာမကလုံလောက်တယ်။ဖခင်နာမနဲ့လောက်ပဲပြလိုက်တာခေါင်းနဲ့လေးချသွားတာဖြစ်တယ်။ဒီနေ့သင်ထဲမှာဘာမှမရှိဘူးလို့သင်မမြင်ပါနဲ့။သင်ဘာပဲရှိသင်နဲ့အထဲထဲမှာဖခင်ရဲ့နာမရှိတယ်။အဲ့ဒီနာမနဲ့သင်ပြောလိုက်တဲ့အခါမှာအောင်မြင်တဲ့ပုံရိပ်ရှိထားမယ်တဲ့ရဲ့အထဲထဲမှာ